ကလေးတွေကမတူညီတဲ့ဘဝအခြေအနေမျိုးစုံကနေလာတာမို့သူတို့စီမှာမထင်ထားတဲ့စိတ်တန်ရာတွေပါလာတတ်တယ်။သူတို့ပြုမှုပုံတွေကအဲ့ဒီတန်ရာရဲ့အကျိုးဆက်တွေကြောင့်ပါ။မောင်ဆိုရင်တခြားကလေးတွေသူတို့မိဘတွေနဲ့အတူရှိရမြင်လိုက်တိုင်းကြိတ်ပြီးစိတ်တူနေတတ်တယ်။အဲ့ဒီခံစားချက်တွေကပဲသူနဲ့တခြားသူတွေကြားမှာနေရင်ချထားတယ်လို့ပဲချီကပ်ဖို့ခက်စီရပေါ့။မမတားစင်ပြေးလားကလေးတိုင်းမှာဘဝအခြေအနေတွေစုံကြရလေတခါတလေကျမတို့ကိုယ်တိုင်တောင်ဘယ်လိုကူညီပေးရမလဲဆိုတာမသိတော့ဘူးဖြစ်နေတတ်တယ်အဖွားရေမမအเจ้าမှာစားသိမ့်မလိုက်နိုင်လို့အဲ့ဒါသူ့အကြောင်းလေးပြပြပေးလို့ရမလားမမအောင်ကြောက်မှာတစ်ချိန်လုံးကဒီရင်ကရည်တန်းနေနဲ့အရန်ပြောစရာကောင်းနေအိမ်လေးပေါ့ဆရာမရဲ့မမောင်ရဲ့အဖေနဲ့အမေကလည်းညညဆိုသူ့ပုံမြင်လေးတွေပြောတိတ်တယ်မမောင်ရဲ့ငွေနဲ့ရောက်တိုင်းလဲသူ့အဖေကရုပ်ကလေးတွေလှုပ်ပေးတယ်လေဒီလိုနဲ့တညမှာရံဖြစ်တဲ့ပစ္စည်းတွေပေါက်ခွဲတဲ့နေကြတယ်မမောင်ကကြောက်လို့တော်တော်များလို့မလှုပ်ရဘူးဆရာသူကညာအချင်းအောင်ဆောင်နေခဲ့ရတယ်မနဲ့မိုးလဲလို့သူရဲ့ရနိုးလာတဲ့အခါကျတော့သူဖိနေမရှိကြတော့ဘူးလေဆရာမသူ့အတွက်ကြံခဲ့တာဟာဆိုလို့ချမ်းမြေမှာကြောက်ခဲတဲ့ပစ္စည်းတွေကြားထဲမှာသူတို့ရဲ့မိသားစုဓာတ်ပုံနဲ့တပုံနဲ့ကျင်နေတော့ဆရာမဆီယမလဲလေအားလို့ပဲငငယ်တွေကမိဘတွေမရှိပဲခွားနဲ့ကြီးပြင်းခဲ့ရတာဆီယမမိဘတွေဆိုရင်လေဆီယမအောင်နှုတ်ဆက်စကားတခုတော့မပြောပဲဆီယမဘဝတွေကထွက်ခွာသွားခဲ့ကြတယ်ဆီယမလည်းငါဘာများမှလို့လဲငါဘာများအပြစ်ရှိလို့လဲဆိုပြီးတော့အမြဲတွေးနေမိခဲ့တာစိတ်တန်ရာနဲ့ကြီးပြင်းလာတဲ့ကလေးတိုင်းကိုချင်းကပ်ဖို့ခက်ပါတယ်သူတို့ကိုသူတို့ကာကွယ်တဲ့အနေနဲ့သူတို့ပတ်လည်မှာနေရံတွေကိုစောက်ထားကြတယ်လေအဲ့ဒီနေရံတွေကိုဖြည်းဖြည်းချင်းဖြိုချနိုင်မှုကချစ်ချင်းမေတ္တာတွေစာနာနားလည်မှုတွေလိုအပ်ပါတယ်ဒီလိုနဲ့သူတို့လေးတွေကိုချင်းကပ်ပြီးစာသင်ကြားပေးရတာပေါ့မမတာဒီနေ့စပင်ဖိရကြည့်လို့ကောင်းတယ်နော်စနစ်ကနေခွန်းနေနှုတ်ရင်ဟာရတယ်73နှစ်ရှိနှုတ်ရင်ဘယ်လောက်ရလဲဘယ်သူသိရဲ့9ရပါတယ်ဆီယမဟုတ်တာဗော900ရနော်မမဒီနေ့အသားမွေးနေဆိုဟုတ်ပါတယ်ဆရာမဒါကြောင့်သားကြည့်တဲ့ဖဖေနဲ့မေမေကိုလည်းတအားတတိရတယ်ဘာမှအားမငယ်နဲ့နော်တာဒီနေ့ကစပြီးဆီယမတို့တာမိဘရေလိုပဲသဘောထားလိုက်တော့နော်စိတ်တန်ရာတွေဆိုတာမျက်စိနဲ့မမြင်နိုင်တဲ့နေရံတွေလိုပါပဲဒါကိုအတင်းဖြိုဖျက်ဖို့ကြိုးစားတာထက်ကြော်ဖြတ်နိုင်မှုအတွက်အချိန်တစ်ခုယူဖို့လိုအပ်နိုင်ပါတယ်စိတ်တန်ရာတွေနာကြီးဝမ်းနည်းမှုတွေလိုနေရံတွေပတ်လည်ကာထားတဲ့အခြေအနေမှာကြီးပြင်းလာတဲ့ကလေးတယောက်ရဲ့ခံစားချက်တွေဟာကျမတို့နားလည်နိုင်တာထက်ပုံမနှဆိုင်နေနိုင်ပါတယ်ဒီနေရံတွေကိုဖြုတ်ချနိုင်မှုအတွက်ချစ်ချင်းမေတ္တာတွေစာနာနားလည်မှုတွေနဲ့ပံ့ပိုးမှုပေးရမှာကကျမတို့အနေနဲ့ကိုယ်စီပေးနိုင်တဲ့အားရမယ်မဟုတ်လား